အစင်လာသမိုင်းကြီးမြတ်တဲ့ဘာကသများအဖွဲ့ချုပ်ဟာနှစ်90တိုင်ခဲ့ပါပြီဒါဟာတာမန်လူတက်တန်းတဲ့စာရင်ပို့ပြီးတော့ရှေ့လျားပါတယ်ဒီအတွက်လည်းလောကရန်မျိုးစုံအနေအမြင့်တွေကြုံမှုပါတယ်မိအောင်ဆင်မြင့်နဲ့တင့်တယ်ဘူးသလိုမြေအောက်တစ်ပိုင်းမှာလည်းပုံရှိုးကွယ်ရှိုးလှုပ်ရှားခဲ့ရတာတွေများစွာရှိပါတယ်နီလန်းတဒံမျိုးစုံနဲ့တိုက်ပွဲဝင်ခဲ့ရပါတယ်ဒီကနေ့နိုင်ငံတကာမှာတော့ကျောင်းသားသမဂ္ဂဆိုရင်အဲ့ဒီဆိုင်ရာကျောင်းသားတွေရဲ့အရေးအဲ့ဒီတိုင်းပြည်ရဲ့အရေးသူတို့ရဲ့အမျိုးသားအရေးတွေကိုဖြည့်စွမ်းပေးရုံမကပါဘူးကဘာကြီးအတွက်ကိုပါတီထွင်စမ်းသစ်မှုတွေနဲ့ခေတ်ကိုဥဆောင်နေကြပါပြီကျွန်တော်တို့စီကကျောင်းသားသမဂ္ဂများမှာတော့ကျောင်းသားသမဂ္ဂဟေးလို့ဆိုလိုက်တာနဲ့ပြဿနာတွေနဲ့တွဲပြီးတော့မြင်သူကမြင်တိုက်ပွဲလဲဝင်နေကြရပါသေးတယ်အဲ့ဒီတော့ကမ္ဘာစံချိန်မီကျောင်းသားသမဂ္ဂတွေနဲ့အတူပြင်မုံတန်းနိုင်ဖို့ပြီးတော့အမိမြေလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နိုင်ဖို့ခေတ်အဆက်ဆက်မှာတမိုင်းပေးတာဝန်ထမ်းခဲ့ကြတဲ့အဲ့ဒီသမဂ္ဂဥဆောင်တာဝန်ယူသူများဟာတစုံတယောက်တစုတစ်ဖွဲ့ရဲ့ဩဇာလွှမ်းမိုးချုပ်ကင်ချဲလဲခြင်းကကင်းအောင်လဲရုန်းကန်လှုပ်ရှားခဲ့ရပါတယ်ပြီးတော့သမဂ္ဂရဲ့စံတွေနှုံးတွေမူတွေနဲ့ကိုက်ညီအောင်လဲရုန်းကန်ရပါတယ်အဲဒီတော့အခုကျွန်တော်တို့ရဲ့လူဦးဒေါ်လာရင်းနဲ့အတူသမဂ္ဂများဟာရုန်းကန်လှုပ်ရှားခဲ့ကြပြီးတော့နောက်ဆုံးကျွန်တော်တို့ပန်းနိုင်ရောက်သည့်အထိတွန်နိုင်ကနိုင်တဲ့ဘာကသများအဖွဲ့ချုပ်ဖြစ်ပါစေအဲ့ဒီအတွက်လည်းအားလုံးဟာအရောက်ချီနိုင်ပါစေညီနိုင်ပါစေလို့ဆန္ဒပြုပါတယ်